ညစာကိုဗိုက်တင်းအောင်စားပြီးတာနဲ့မျက်ခွန်တွေလေးလာပြီးအိပ်ရဖို့ချက်ချင်းလှစ်အိပ်တတ်တဲ့အကျင့်တဲ့မှာရှိနေလားအဲ့ဒီအကျင့်ကတင်းရဲ့အစာအိမ်ကိုအကြီးအကျယ်ဒုက္ခပေးနေတယ်ဆိုတာသိထားဖို့လိုပါတယ်မင်္ဂလာပါ Tips for Health Channel ကနေကြိုဆိုပါတယ်ဒီနေ့မှာတော့ညစာစားပြီးချက်ချင်းလှည့်အိပ်လိုက်တဲ့အခါခန္ဓာကိုယ်တွင်းမှာဖြစ်ပေါ်လာမဲ့ဆိုးကျိုးတွေအကြောင်းကိုပြောပြပေးသွားမှာပါပထမဆုံးနဲ့အဆိုးရွားဆုံးပြဿနာကတော့အစာရင်အချင်းပေါင်ရောဂါ GERD ဖြစ်လာတာပါပဲကျွန်တော်တို့အစာစားလိုက်တဲ့အခါအစာရင်ကအစာကြေဖြတ်ဖို့အတွက်အက်ဆစ်တွေအများကြီးထုတ်ပေးရပါတယ်ထိုင်နေတဲ့အချိန်မတ်တက်ရက်နေတဲ့အချိန်မှာဆိုရင်စွဲငင်အားကြောင့်အဲ့ဒီအက်ဆစ်တွေကအောက်ဖက်မှာပဲရှိနေပါတယ်ဒါပေမဲ့အစာစားပြီးချက်ချင်းပလက်လဲချလိုက်တဲ့အခါအစာရင်တွေကအက်ဆစ်တွေကအထက်ကိုဆန်တက်လာပြီးအစာရည်မျိုးပြုံးကိုတွားရောက်လောင်ကျွမ်းစေပါတယ်ဒါကြောင့်ရင်ကောင်းထက်ကပူနေတာလေချင်းတက်တာအစာမကြေတာတော့ခံစားရတာပါဒုတိယအချက်ကတော့ညဘက်ကောင်းကောင်းအိုက်မပြောတာပါခန္ဓာကိုယ်ကအစာခြေဖြတ်ဖို့အလုပ်လုပ်နေရတဲ့အချိန်မှာအိပ်ဆက်ခြင်းကိုကူညီပေးတဲ့ဟော်မုန်းတွေကောင်းကောင်းမထွက်နိုင်တော့ပါဘူးဒါကြောင့်အိမ်မဆိုးတွေမှတ်တာညလေကောင်းမှာခဏခဏလန့်နိုးတာတွေဖြစ်တတ်ပါတယ်တတိယအချက်ကတော့အားလုံးသိတဲ့အတိုင်းဝမ်းပိုက်အစီစုပုံလာခြင်းပါညဘက်လှုပ်ရှားမှုမရှိတဲ့အချိန်မှာစားထားတဲ့ကယ်လိုရီတွေကမလောင်ကျွမ်းနိုင်တဲ့အတွက်ဘိုက်ခေါက်အစီအချစ်ဓာတ်ရိုက်ပြောင်းလဲသွားပါတယ်ဒါကြောင့်အကောင်းဆုံးကတော့ညစာစားပြီးအနည်းဆုံး2နာရီကနေ3နာရီကြာမှအိပ်ရဝယ်နေပါတယ်သင်ကောညစာစားပြီးဘလို့ကြာမှအိပ်ရဝယ်လေရှိလဲဆိုတော့ကို comment မှာပြောပြခဲ့ပါအောင်ဒီဗီဒီယိုလေးကအကျိုးရှိတယ်ဆိုရင် like နှိပ်ပြီးတကယ်ချင်းတွေကိုပါမျှဝေပေးလိုက်ပါနောက်ထပ်ကြားမကြီးဘဝတုဒ္ဒတွေအမြဲကြည့်ရှုနိုင်ဖို့ကျွန်တော်တို့ရဲ့ Tips for Health Channel ကို subscribe လုပ်ထားဖို့မမေ့နဲ့နော်